အားလုံးလည်းမင်္ဂလာပါနော်မျိုးတို့ Facebook မှာလေဗီဒီယိုတွေတင်ပြီးတော့ content monetization ပွင့်ဖို့ဆိုလို့ရှိရင်စဘူးတင်လာတာဆိုရင်ဗီဒီယိုတွေကတော်တော်ဂရုစိုက်ရတယ်နော်ဘာဖြစ်လဲဆိုတော့ဒီတချို့ကဒီမြန်မာတချင်းတွေနဲ့တင်တာပေါ့နော်နောက်ပြီးတော့သူများဗီဒီယိုတွေကိုယူပြီးတော့တင်တာပေါ့အားတွေကတကယ်ကြတော့ဒီ monetization ပွင့်ဖို့အထောက်အကူမပြုဘူးနော်ကိုပိုင်ဗီဒီယိုလေးတွေဖန်တီးပြီးတော့တင်ရင်လည်းအဲ့ဒီကောင်ပွင့်တယ်နောက်တစ်ခုကreaction လေးတွေလုပ်ပြီးတော့လည်းတင်လို့ရတာပေါ့နော်ဓာတ်ပုံလေးတွေပုံမှန်တင်စာသားလေးတွေပုံမှန်လေးတင်ပေးတယ်ဆိုရင်4 လလောက်ဆိုရင်တော့ပွင့်မယ်လို့ကျွန်တော်ထင်တယ်နော်အဲကြောင့်မို့လို့ဟိုကအဲ့ဒီပတ်စံရှာဖို့လုပ်နေတဲ့လူတွေအခုဆိုတော့သူများဗီဒီယိုတွေကိုလုံးဝယူမတင်ပါနဲ့လို့ကျွန်တော်တော့အကြံပြုချင်ပါတယ်နော်သူများတင်ပြီးသားဗီဒီယိုတွေကိုလိုက်ပြီးတင်နေမယ်ဆိုရင်တော့လုံးဝဖွင့်လာမှာမဟုတ်ပါဘူးကျွန်တော်ကတော့အကြံပြုပြရသေးတယ်အားလုံး bye bye